AI သုံးပြီးမြန်မာ channel လေးကနေအားလုံးကိုကြိုဆိုပါတယ်ခင်ဗျာအခုတလောသတင်းတွေမှာ Facebook တွေပေါ်မှာ TV တွေပေါ်မှာ AI နဲ့စကားလုံးတွေကိုခဏကြားနေရလို့ဒါရပါ့တယ်ငါတို့နဲ့ဆိုင်ရလားဆိုပြီးလူကြီးတွေဇဝိဇဝါဖြစ်နေကြပြီလားတကယ်တော့ AI ဆိုတာကြောက်စရာကြီးမဟုတ်ပါဘူးအရန်ကိုလွယ်လွယ်ကူကူနဲ့နားလည်အောင်ကျွန်တော်ဒီနေ့ရှင်းပြပေးပါမယ် AI ဆိုတာလူသားတွေကိုကိုယ်ပိုင်စိတ်နဲ့ခံစားချက်မရှိတဲ့ကွန်ပျူတာထဲမှာပဲရှိတဲ့အလွန်တော်တဲ့ secretary တယောက်ပေါ့လက်ထောက်တယောက်လို့တော့ပြောလို့ရမှာသူကလူတွေလုံးနေတဲ့အလုပ်တွေကိုကူညီပေးဖို့အတွက်ဖန်တီးထားတာ။ရန်နုံကောင်းတဲ့လက်ထောက်တယောက်လို့ပေါ့။သူကလူတွေပေးတဲ့အချက်လက်တွေကိုသူကတင်ယူတယ်။သူတွေကိုပြန်ပြီးတော့ကူညီပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်။ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာ AI တွေကရှိနေပြီးသားပါ။ဥပမာဖုန်းထဲမှာစာရေးဆရာမလို့ပဲနဲ့အတန်နဲ့ခိုင်းလို့ရနေတာမျိုး။ headphone ရေးဒီနေ့ပြာတိဥတုဘလို့ရှိလဲလို့မေးလိုက်ရင်သူကပြန်ဖြေပေးတာမျိုး။ဒါ AI မှာပဲ။ဒါမှမဟုတ်ကိုသွားခြင်းတဲ့နေရာတွေကိုဘလို့သွားရမယ်လို့ Google Map ထဲမှာကြည့်ပြီးတော့လမ်းညွှန်ပေးတာမျိုးကားမောင်းတဲ့ကရှေ့ညာဘက်ချိုးပါဘယ်ကိုချိုးပါဒါတွေကလည်း AI ကူညီပေးနေတာပါပဲ Facebook ကိုကြည့်ရခါမှာကိုကြိုက်တဲ့ဗီဒီယိုလေးတွေကိုစိတ်ဝင်စားမဲ့သတင်းတွေကိုပဲအဓိကတက်လာတာမျိုးတွေကဒါလည်း AI ကနောက်ွယ်ကနေကလပ်လာကူညီပေးနေတာမဟုတ်ကိုနဲ့ပို့ပြီးအဆင်ပြေအောင် Facebook ကဖန်တီးပေးထားတာပါခင်ဗျာဒါကြောင့် AI ဆိုတာကကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေကိုပို့ပြီးလွယ်ကူအောင်ပို့ပြီးကျူးရှိအောင်ကူညီပေးနိုင်တဲ့အရာတစ်ခုပါဒီပြည်နာနဲ့ဝေးနေတဲ့ကျွန်တော်တို့လူကြီးမင်းတို့အတွက်သူကအထောက်ကူပေးနိုင်တာမလို့ကြောက်စရာလုံးဝမလိုပါဘူးခင်ဗျာ AI ကခင်းတဲ့အညီတိုးတက်လာတဲ့နည်းပညာတစ်ခုဖြစ်တဲ့အတွက်အခုကတည်းကစပြီးလေ့လာထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာအများကြီးထောက်ကူပြုမှာပါကြောက်တယ်ဆိုပြီးတော့မသုံးဘဲနေလို့ရှိရင်တော့နောက်ကျကြံခဲ့မှာပေါ့နော်အသုံးတက်လို့ဆိုပြီးတော့နောက်ကျန်ကြစရာအကြောင်းရှိအောင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးပါကျွန်တော်ကအားလုံးကို AI သုံးနည်းကို step by step တေချာလေးရှင်းပြပေးပါမှာဖြစ်ပါတယ်ဒါကြောင့် AI ကိုကြောက်ပါနဲ့ကျွန်တော်နေ့စဉ်အတူတူတစ်စင်ချင်းလေ့လာကြည့်အောင်ပါနောက်တဲ့ဗီဒီယိုတွေမှာဆိုရင် AI ကိုကျွန်တော်တို့ကိုယ်တိုင်ဘယ်လိုစပြီးတုံးကြည့်လို့ရမလဲ။ or application ကိုဖုန်းထဲကို install ထည့်နေရစပြီးတော့ကျွန်တော်သင်ပေးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။